ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ3 minute United ကနေကြိုဆိုပါတယ်ကျွန်တော်ကတော့ဒါကြိုးစားဖြစ်ပါတယ်เนาะဆိုတော့ဗီဒီယိုတွေကတော့ကျွန်တော်အမြဲတမ်းနေ့တိုင်းမလုပ်ဖြစ်ဘူးပေါ့နော်ဆိုတော့ဆရာကြီးလည်းမဟုတ်ပါဘူးဒါပေမဲ့ဒါပရိသတ်တယောက်အနေနဲ့အတင်းနဲ့ပတ်သက်ပြီးတော့မှခံစားချက်လေးတွေ player နဲ့ပတ်သက်ပြီးတော့မှခံစားချက်လေးတွေဒါကစားကွက်နဲ့ပတ်သက်ပြီးတော့မှခံစားချက်လေးတွေဘာညာတာတကာပေါ့ဗျာဆိုတော့ဒီနေ့မှလည်းပြောစရာလေးတွေတော့အများကြီးရှိတဲ့ထင်းကနေပြီးတော့မှဒါနည်းနည်းလေးပေါ့အနည်းငယ်လေးပြောမယ်နော်ဆိုတော့ဒါလေးကတော့ဒါဒီနားမှာနည်းနည်းကြိုက်ခဲနေလို့ဒါဟိုပါပေါ့တရုတ်နီးပညာနဲ့ဒါကပ်ပိန်းလှုပ်ထားတာကတ်ခဲတာတွေကတ်တာအောင်တော့ဒီမှာကြည့်လိုက်ဆိုတော့ okay ဒီနေ့မှာတော့ဒါ Premier League ပွဲစဉ်26အပြီးမှာကျွန်တော်တို့ရဲ့အတင်းကတော့ဒါအဆင့်4မှာပေါ့နော်အဆင့်3နေရာကအစတွန်ဗီလာနဲ့ဒါ9မှတ်အကွာမှာရောက်နေတယ်ပေါ့နော်ဆိုတော့ဒါဒီမနက်တုန်းကလည်းဒါအာဆင်နယ်ကတေကြသွားတော့ဒါ Title Race ထဲမှာတော့ဒါမက်ဆီဒီနဲ့အာဆင်နယ်ကတိတ်အမှတ်တွေကြီးမြောင်းသွားတာပေါ့ဗျာဆိုတော့ထားရတော့ဒါတွေကတိတ်ပြီးတော့မှဒါအချိန်တန်လို့ရှိရင်တတင်းကတော့ပိုဆွဲတော့မှာပဲဒါပေမဲ့ကျွန်တော်တို့အတင်းကလည်းဒါအဆင့်4အတွင်းဝင်နိုင်ဖို့ရန်အတွက်ကအရေးကြီးတယ်လေဆိုတော့အဲ့ဒီဘက်ကနေပြီးတော့ထူးထူးခြားခြားဆိုတော့ကျွန်တော်တို့ရဲ့ဒါကနဝင်ကစားသမားကြီးပေါ့နော်ဒါမိုက်ကယ်ကာရီကယာယီနီးပြမှာသူဆက်စချင်းကင်တွယ်တဲ့9ပွဲမှာ4ပွဲနိုင်တပွဲတရီဆွမ်းဆောင်နိုင်ခဲ့တာကြောင့်ဒါ January လရဲ့ Premier League အကောင်းဆုံးနီးပြစုကိုဒါထိုက်တန်ပဲရရှိသွားပါတယ်ဆိုတော့အဲ့ဒီပုံကလည်းဒါစုယူထားတဲ့ပုံကလည်းဒါသူတယောက်တည်းပဲမဟုတ်ဘဲနဲ့ဒါသူ့ရဲ့နီးပြအဖွဲ့ဝင်တွေအကုန်လုံးစုဖွဲ့ပြီးတော့မှဓာတ်ပုံရိုက်ထားတာလည်းတွေးလိုက်ရတယ်ဆိုတော့ဒါလည်းဝမ်းတာစရာတစ်ခုပေါ့ဗျာနော်အဲ့တော့အတင်းကတော့ဒါကျွန်တော်တို့အတင်းကတော့ရာဒီကုံကြလို့ရှိရင်ဘယ်လိုပုံစံနဲ့အဆုံးတက်သွားမလဲချန်ပီယံလိဝင်ခွင့်ပဲရသွားမလားအဲ့လိုမျိုးပေါ့နော်အဲ့တော့ချန်ပီယံလိဝင်ခွင့်ရပြီးတော့မှအတင်းကမထင်ထားရလောက်အောင်ကိုဆွမ်းဆောင်မှုတစ်ခုလုပ်ပြနိုင်တော့ဒါမက်ကယ်ကာရီကလည်းအမြဲတမ်းနှိပြနေအောင်မှာနေရာရနိုင်တယ်ကျွန်တော်အထင်ပြောရရင်တော့အဲ့တော့ United ကလည်းအခုလုံးလုံးဆယ်တိတော့အမြဲတမ်းနှိပြနေအောင်ကိုဒါဆွေးနွေးခြင်းမရှိသေးဘူးပေါ့နော်ဒါကမ္ဘာရာဒီကုံသွားလို့ရှိရင်ဒါနေရာဒီမှာကမ္ဘာဖလားလေးရှိတယ်ဆိုတော့ကမ္ဘာဖလားအပီးမှာလားဒါမှမဟုတ်မတိုင်ခင်မှာလားတော့သူတို့ဒါတင်းနဲ့ပတ်သက်ပြီးတော့နှိပြနဲ့ပတ်သက်ပြီးတော့မှဒါသူတို့တေချာလေးကိုစီစဉ်ပြီးတော့မှခန့်အပ်မယ်လို့ထင်တာပဲဆိုတော့မက်ကယ်ကာရီမှာလည်းအခွင့်အရေးရှိပါတယ်တော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ပြောရင်တော့ကျွန်တော်ခံစားချက်အနေနဲ့ပြောရရင်တော့မက်ကယ်ကာရီမှာလည်းဒါချန်ပီယံကိုစိန်ခေါ်နိုင်တဲ့သူ့မှာလည်းအရေးချင်းတွေရှိပါတယ်နော်ဆိုတော့သူကပို့ပြီးတော့မှကျွန်တော်တို့ United ရဲ့ culture ကိုပို့ပြီးတော့နားလေတာပေါ့ဗျာနော်နားလေသူကတော့ဆိုတော့သူ့ရဲ့ technique တွေလည်းဒါ view ဟာတွေလည်းကစားကွက်တွေဒါသူကောင်းလှုပ်ဆောင်နိုင်ပါတယ်သူ့မှာလည်းအစစ်နှိမ့်တဲ့ level တော့မဟုတ်ဘူးသူ့မှာလည်းဒါတခြားလေးအချိန်ပေးရင်တော့ဒါချန်ပီယံစိန်ခေါ်နိုင်တဲ့အထိသူ့မှာလည်းနေ့စနစ်ပိုင်းတွေမြင့်မားပါတယ်နော်သူ့ရဲ့ကစားကွက်တွေပါတယ်အခင်းချင်းတွေသူ့ရဲ့ကစားသမားတွေကိုစိတ်သက်မြင့်တင်ပေးနိုင်မှုတွေကအစပေါ့နော်ဒါသူ့ရဲ့ level ကမနှိမ့်ဘူးအဲ့လိုပဲပြောရမှာပဲဆိုတော့ကောင်းတယ်ဒါသူ့အနေနဲ့စသချင်းနော်ရောက်တာနဲ့ဒါ9ပွဲမှာဆွမ်းနာပြောခဲ့သလိုပဲ4ပွဲနဲ့တပွဲတည်ဆွမ်းဆောင်ခဲ့တဲ့ကြောင့် January လရဲ့ဒါ Premier League အကောင်းဆုံးနီးပြစုကိုလည်းသူတို့ရရှိခဲ့ပြီဆိုတော့ဒါအများကြီးပြောစရာတွေအများကြီးထဲကနေပြီးတော့မှဒါအနည်းငယ်ပေါ့ဗျာကျွန်တော်ပြောခဲ့တာတွေကတော့ဆိုတော့ United ကတော့ဒါညီကိုတော့ဘယ်လိုမြင်လဲမသိဘူးကျွန်တော်ကတော့ဒီပုံစံတိုင်းဆိုလို့ရှိရင်တော့ဒါစိုးရိမ်မှုအပိုင်းတွေလည်းရှိတာပေါ့နော်ဒါပေမဲ့ဒါအရင်နည်းပြတွေထက်ဆိုင်လို့ရှိရင်တော့အများကြီးပြောင်းလဲသွားပြီကျွန်တော်တို့တင်အောင်အများကြီးပြောင်းလဲသွားပြီအရင်တော့ဒါအဲ့ဒီတက်ဟတ်ခင်မှာလဲနော်ဒါဖလားနှလုံးသားရခဲ့တာနော်ပြီးတော့ဒါအမိုရီနဲ့ထက်မှာလဲဒါတက်ဟတ်စီကနေလွှဲပြောင်းရယူပြီးတော့မှဒါယူရိုပါလိဖိုင်နယ်တီကိုတက်လန်းနိုင်ခဲ့တယ်ဆိုပြီးမဲ့ဒါဘယ်လိုပြောမလဲကျွန်တော်တို့ United အတင်းကိုကစားတာကိုကြည့်တဲ့အချိန်မှာအဲ့ဒီတုန်းကပြောရအောင်အဲ့ဒီတုန်းကဒါအမိုရီနဲ့ထက်နဲ့တက်ဟတ်လက်ထက်တုန်းကပြောတာဘောလုံးကစားနေတာကိုကြည့်တဲ့ချိန်ဘယ်လိုခံစားရလဲဆိုတော့လုံးဝစိတ်ချမှုမရှိဘူးသူတို့ခြေတောက်ကိုရောက်သွားတဲ့ဘောလုံးခြေတောက်ဘောလုံးကသူတို့ခြေတောက်ထဲကို United ကစားသမားတွေစီမှာရောက်သွားရင်ဘယ်လိုဖြစ်လဲဆိုတော့လုံးဝကိုကျွန်တော်တို့ကယုံကြည်မှုမရှိဘူးပြောရလို့ရှိရင်ကွာမြောက်လက်ကိုငပိလိမ့်လိုက်လို့ပဲဘောလုံးကကတ်မနေတာပြာရည်ခက်ပြီးတော့မှအဲ့လိုမျိုးအဲ့တော့အခုအဲ့ဒီအခြေအနေကနေပြီးတော့မှပြာရခက်ပြီးတော့ဘာမှမလုပ်တတ်မကင်တက်
ပြောရင်ကွာဘောလုံးကိုသူတို့လာပေးမှာတော့မှကြောက်နေဘောလုံးလက်ခံဖို့တော့မှကြောက်နေတဲ့အတင်းရဲ့အခြေအနေကနေပြီးတော့မှအခုလက်ရှိ Michael Carrier လက်ထက်မှာကျွန်တော်တို့ဘောလုံးပွဲကိုကြီးလိုက်တဲ့အချိန်မှာကွာလုံးဝစိတ်ချမှုကိုခံစားရတယ်ဗျာတိလားခံစားရတယ်တကယ်ပြောတာလုံးဝ okay အချိန်တန်လို့ရှိရင်ဟာကစားပွဲကလည်းစီးနေရောပဲတခါလေဟဲ့လားနော်ရန်ကိုစီးမျောလို့ကောင်းတယ်ကွာပြောရမှာဆိုလို့ရှိရင်တစ်အထက်ငေါ့လေးမရှိဘူးနော်အတင်းကဥဆောင်ကိုတွင်းခံရလို့ရှုံးနေချိန်မှာတော့မှဒါမကြခင်ချစ်ပဂိုးတွေရနိုင်မယ်အနိုင်ဂိုးတွေတွင်းနိုင်မယ်ဒီလိုမျိုးတွေခံစားရတယ်ဒီလားငါက career လက်ထက်မှာအဲ့လိုမျိုးတွေအဲ့ဒါကြောင့်မလို့ဒါသူ့အနေနဲ့အခွင့်အရေးရှိတယ်လို့ပြောချင်တာဒီကုံသွားလို့ရှိရင်အမြဲတမ်းနှိပြရသူ့အတွက်အခွင့်အရေးရှိတယ်ဒါသူ့အနေနဲ့ချန်ပီယံလိဝင်ခွင့်ပဲသူလုံလိုက်ဒါပြီးသွားပြီဒါအခွင့်အရေးရှိတယ်ငါက career နေအောင်ငါက career ဒါအမြဲတမ်းရထူးနေရအတွက်အခွင့်အရေးရှိတယ်ဆိုတော့ပြောချင်တာပေါ့နော်ဆိုတော့အားလုံးကျေးဇူးအများကြီးတင်တယ်ဒါမနေ့ပြန်တော့ကျွန်တော်အားရင်တော့မကွာရနဲ့ပတ်သက်ပြီးတော့မှနည်းနည်းပြောဖို့ရှိတယ်ဆိုတော့ဒီနေ့ကတော့ဒါကျွန်တော်တို့ရဲ့ Michael Carrier ရဲ့အကြောင်းကနဝင်ကြီးနီးပြလက်ရှိရည်နီးပြအကြောင်းကိုနိုင်ငယ်ပြောပြီးတော့မှဗီဒီယိုကိုဆုံးတက်ပါတယ် Manchester United fan များအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ